ပါတရားဟာကိုယ်တိုင်ကလည်းသိတယ်သူတစ်ပါးကိုလည်းဗာဖြစ်တယ်ပို့ဆောင်တယ်ဆိုတော့နမသစ္စာလေးတစ်ပါးတရားကနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းကင်နိုင်ငံသို့သွားကြောင်းတရားဒါကြောင့်ဒီတရားဟာကိုယ်တိုင်လည်းသိတယ်သူတစ်ပါးကိုလည်းဒီသစ္စာလေးပါးတရားနိဗ္ဗာန်ရောက်ကြောင်းတရားကိုပို့ဆောင်တယ်အဲ့ဒီတရားကတပ္ပညုတဘုရားဖြစ်ဟုတ်ပြီနောက်ကပြည့်စေကဘုရားပြည့်စေကဘုရားကဗာဖြစ်တယ်ဒီသစ္စာလေးပါးကိုကိုယ်တိုင်တော့သိတယ်တဲ့ဒါပေမဲ့အလုံးစုံသိခြင်းတော့မရဘူးတဲ့နော်အလုံးစုံသိခြင်းတော့မရဘူးကိုယ်တိုင်ကတော့သိတယ်အလုံးစုံသိခြင်းတော့မရဘူးဘိုးတို့နိုင်လည်းလေးလာခြင်းတော့မရဘူးဆိုတော့ကပြိတ္တလူတော်ဝါအားလုံးကိုနိဗ္ဗာန်ရောက်အောင်ပို့ဆောင်နိုင်တယ်ဒီလိုပြောထားတာနိဗ္ဗာန်ရောက်တရားကိုလူတော်ဝါတွေနားလည်အောင်မလုပ်ဆောင်နိုင်ဘူးလို့ပြောတာဒါကြောင့်နိဗ္ဗာန်ကြောင့်တရားကိုလူတော်ဝါတွေနားမလည်ဘူးလူတော်ဝါတွေနိဗ္ဗာန်ရောက်ကြောင်းလမ်းနဲ့ပတ်သက်ပြီးတော့နိဗ္ဗာန်ကိုလည်းမရောက်နိုင်ဘူးမပို့ဆောင်နိုင်ဘူးအဲ့ဒီဘုရားကပြည့်စေကဘုရားဖြစ်တယ်နော်အဲ့ဒီဘုရားကပြည့်စေကဘုရားဖြစ်တယ်ဘာကြောင့်မလို့ဒီပြည့်စေကဘုရားကကိုယ်တိုင်ကတော့ဘာဖြစ်လဲသစ္စာလေးပါးတရားကိုသိတယ်တဲ့သိတယ်နော်နိဗ္ဗာန်ရောက်တာလည်းသိတယ်သို့တော့တော်ဝါတွေကိုနိဗ္ဗာန်ရောက်ကြောင်းလမ်းကိုမပို့ဆောင်နိုင်ဘူးဒါကြောင့်ဗုဒ္ဓကျမ်းကမှာဟုတ်လားဖယားအများကြီးကြားထဲမှာပါဖယားနှစ်မျိုးထွက်လာအဲ့ဒီနှစ်မျိုးသောဖယားသည်တပ္ပညုတဖယားနဲ့ပြည့်စေကဖယားဆိုပြီးတော့နှစ်မျိုးသောဖယားထွက်လာတယ်နော်နှစ်မျိုးသောဖယားထွက်လာတယ်ဟုတ်ပြီနော်ဒါဆိုရင်တမန်ကျမ်းစာအရာတမန်ကျမ်းစာအရာတိတ်တော်တယ်ကိုရှစ်ချောက်တိတ်တော်တယ်ကိုရှစ်ချောက်မှာဗာပြောထားတယ်ဆိုရင်အကျင့်ဖျားသခင်ထဲကခတ်သိမ်းသောအရာဖြစ်ပြီးအကျင့်ဖျားသခင်အဖို့လို့ငါတို့ဒီဖြစ်ကြ၏တဲ့ထိုကမီးတော်ဖျားသခင်တပါးသီးသာရှိတော်မူတယ်တဲ့ဒီလိုပြောထားတယ်နော်အကျင့်ဖျားသခင်အထဲကဖြစ်တယ်တဲ့နော်ဆိုတော့ကကောင်းကင်ဘုံမြေကြီးပေါ်မှာဖျားဟူ၍ခေါ်သမုတ်တော်သူအများရှိတယ်တဲ့အဲ့ဒီအများရှိတော်တဲ့အကျင့်ဖျားသခင်အထဲကဖြစ်တယ်နော်ဖျားသခင်ဆိုတာကနော်ဖျားသခင်နော်ဒါတော့ဒီဖျားအများကြီးဟာတဲ့ဖျားအများကြီးရှိတဲ့အထဲမှာဟုတ်လားအဲ့ဒီဖျားအများကြီးဟာဒီထဲကဖြစ်တယ်တဲ့ဒီဖျားသခင်အထဲကဖြစ်တယ်တဲ့ဒီလိုပြောတာဒါကြောင့်အကျင့်ဖျားသခင်အဖို့လုံးမှာလည်းဖြစ်တယ်တဲ့ဒါကြောင့်ဒီကနေ့အခြားသောဘုရားတွေဟာဒီဖျားသခင်ရဲ့အလုံးတော်ကြတယ်နော်ဒီဖျားသခင်ရဲ့အလုံးတော်ကြတယ်ဘာဖြစ်လဲသူတို့ဒါကြောင့်ဒီကနေ့ယုံကြည်သူတွေဒီကနေ့ခရိယာတွေကဗုဒ္ဓဘာသာကငါတို့နဲ့မသက်ဆိုင်ပါဘူးလို့ပြောကောင်းပြောလိုက်တယ်ဟုတ်ပြီဒါပေမဲ့လို့အဲ့ဒီဘောရမဟောခဲ့တဲ့တရားတွေဟာလေယေရှုခရစ်တော်ကိုလမ်းညွှန်ခဲ့တဲ့တရားတွေမြောက်များစွာပါတယ်ဆိုတာဒီကနေ့ဗုဒ္ဓကျမ်းဂန်အဖြစ်မြောက်များစွာသိရတယ်။ဒါကြောင့်မလို့အဲ့ဒီဖျားတွေကဒီဖျားသခင်အထက်ကဖြစ်ကြတယ်။ဖျားသခင်အဖို့လုံးကဖြစ်ကြတယ်။ဒါကြောင့်ဖျားသခင်ကသူ့ရဲ့ကောင်းကင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာတွေကိုအဲ့ဒီအခြားသောဖျားတွေရဲ့ဘာဖြစ်လဲ prophetic ချက်ပါတယ်။တရားအလုံးတော့ပြောတာမဟုတ်ပေမဲ့အဲ့ဒီတရားအလုံးထဲမှာဒီဖျားသခင်ရဲ့အလိုချ prophet ပြုချက်တွေဟာပါနေတယ်ဆိုတာဒါဒီနှုတ်ကပတ်တော်အပြင်ဒါဖွင့်ပြခြင်းဖြစ်တယ်။ဒါကြောင့်မလို့ဖျားအများကြီးကြားထဲမှာဖျားသခင်ဟာဘာဖြစ်လဲအထက်ကဖြစ်ကြတယ်။ဒါကြောင့်ဒီဖျားတွေကဒီဖျားအများကြီးပါနော်။ဘာလဲဆိုတော့သိထက်တဲ့သူမျိုးဖြစ်တယ်ဟုတ်ပြီ။အဲ့တော့စာလံ860မှာ
6မှာပြောထားတယ်ဆိုတင်တို့ဒီတဲ့ဘုရားများဖြစ်ကြ၏ရှိသမျှတို့သည်အမြင့်ဆုံးသောဘုရား၏သားများဖြစ်ကြ၏ဟုတ်ငါဆိုတည်းတဲ့ဘုရားလည်းတင်တို့သည်လူကဲ့သို့ပေ၍အခြားသောမိန့်ကဲ့သို့ဆုံးရှုံးခြင်းတို့ရောက်ရမည်ဘုရားများဆိုလိုတာကလောကဘုရားဒီဘုရားတွေဟာဘုရားအများကြီးရဲ့ညာဟာတဲ့လောကဘုရားကြီးဖြစ်တယ်ဒါကြောင့်တင်တို့ဒီတဲ့လူကဲ့သို့ပေ၍လူကဲ့သို့ပေတယ်တဲ့မင်းကဲ့သို့ဆုံးရှုံးခြင်းတို့ရောက်တယ်ဒီဖျားတွေကလူကဲ့သို့တည်ပြီးတော့မင်းကဲ့သို့ဆုံးရှုံးခြင်းတို့ရောက်တယ်အဲ့ဒီလိုလူကဲ့သို့တည်ပြီးဟုတ်လားဘုရားတို့တော့ပြောတယ်ဒါပေမဲ့လူကဲ့သို့တည်တယ်မင်းကဲ့သို့ဆုံးရှုံးခြင်းတို့ရောက်ပြီဆိုရင်အဲ့ဒါဘုရားတပ္ပတိကဘုရားမဟုတ်ဘူးဘုရားသခင်မဟုတ်ဘူးနော်ဘုရားကျမ်းဂန်ရတပ္ပတိကဆက်ဘုရားဆိုတဲ့ဘုရားလည်းမဟုတ်ဘူးဘုရားသခင်ဆိုတာလည်းမဟုတ်ဘူးလောကဘုရားများတာဖြစ်တယ်ပြည့်စေကဘုရားများတာဖြစ်တယ်ဟုတ်လားလူကဲ့သို့တည်နေတယ်ဆိုရင်အဲ့ဒီဘုရားကလောကဘုရားပြည့်စေကဘုရားဖြစ်တယ်လူကဲ့သို့တည်ပြီးတော့မင်းကဲ့သို့ဆုံးရှုံးတယ်ပြန်ပြီးတော့ထမြောက်ခြင်းမရှိဘူးဆိုရင်အဲ့ဒါလောကဘုရားအဲ့ဒါပြည့်စေကဘုရားပဲအဲ့ဒါတရားကုမြောက်တော့ဆလာနာငယ်တော့မှာထာဝရဘုရားသည်ဘုရားသခင်ဖြစ်တော်မူသည်ဟုဒီမှာကြတော့ထာဝရဘုရားသည်ငါတို့ကိုဖန်ဆင်းတော်မူ၍ငါတို့၏အရှင်ဖြစ်တော်မူ၏အဲ့တော့ထာဝရဘုရားသည်တဲ့ဘုရားသခင်ဖြစ်တယ်အဲ့တော့ထာဝရဆိုတာကမတည်ဘူးထာဝရဆိုတာအမြဲတည်မြဲတဲ့အရာဖြစ်တယ်ဒါကြောင့်ဒီလောကဘုရားတွေကမတည်မြဲဘူးတည်ရတယ်လောကဘုရားတွေကပြည့်စည်ခြင်းကြုံရတယ်နော်ဒီပြည့်စည်ကဘုရားတွေကပြည့်စည်ခြင်းကြုံရတယ်တည်ရတယ်လူကဲ့သို့တည်တယ်မင်းကဲ့သို့ဆုံးလို့ညင်တို့ရောက်တယ်ဟုတ်ပြီထာဝရဘုရားဆိုတာထာဝရဘုရားဆိုတာကကျမ်းစာကတော့လည်းဘုရားသခင်ဖြစ်တယ်တဲ့ထာဝရဘုရားဆိုတာဘုရားသခင်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကလူကဲ့သို့လည်းမတည်ဘူးမင်းကဲ့သို့လည်းဆုံးရှုံးခြင်းတော့မရဘူး။ဟုတ်ပြီတည်ခြင်းရနေပြီးတော့လည်းမထမြောက်တဲ့ဘုရားဖြစ်တဲ့အတွက် तू ဟာဘာဖြစ်တယ်အစဉ်တည်မြဲတဲ့ဘုရားဖြစ်တဲ့အတွက်ဒါကြောင့် तू ဟာဘုရားသခင်ဖြစ်တယ်တဲ့ဒီလိုပြောထားတဲ့ကျမ်းစာဒါကြောင့်အဲ့ဒီထာဝရဘုရားကဘုရားသခင်ဖြစ်တယ်တဲ့နော်အဲ့ဒီထာဝရဘုရားကဘုရားသခင်ဖြစ်တယ်ဟုတ်ပြီတိရတော့ရဲ့နှစ်သုံးမှာမပြောထားတယ်ဆိုရင်တိရတော့ရဲ့နှစ်သုံးမှာငါတို့ဘုရားသခင်ကဲ့သို့ခိုးလုံစရာမရှိကိုမချင်းရောက်ကြနဲ့ဝါကြွားစော်ကားသောစကားကိုမပြောကြနဲ့အာရမစကားကိုနှုတ်ထွဲကမထက်စေကြနဲ့အကြောင်းမူကားထာဝရဘုရားသည်သဗ္ဗညုတဘုရားဖြစ်တော်မူ၏ဟာလေလုယာအဲ့တော့ထာဝရဘုရားကလည်းဗာဖြစ်တယ်သဗ္ဗညုတဘုရားဖြစ်တယ်တဲ့ဒီလိုပြောထားတယ်နော်ထာဝရဘုရားကဘုရားသခင်လည်းဖြစ်တယ်ဟုတ်ပြီထာဝရဘုရားကသဗ္ဗညုတဘုရားလည်းဖြစ်တယ်အဲ့ဒီထာဝရဘုရားဆိုတာကမတည်ဘူး